လုံးမင်္ဂလာပါဒီနေ့ကျွန်တော်တို့ရှင်းလုပ်ပြသွားမယ်ဗီဒီယိုလေးကတော့တေးရေးချီမောင်မောင်ရေးဆက်ပြီးတော့ကျွန်တော်တို့တေးဆိုအဆိုတော်ကြီးခမောင်ထူးတီဆိုထားတဲ့မြို့ရောင်ဆိုတဲ့ချင်းလေးပေါ့နော်ဒီချင်းလေးကိုကျွန်တော်တို့မင်းသားဆိုင်မွန်နေပြီးတော့ပြန်လည်တီဆိုထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကိုကျွန်တော်နဲ့တူတူလိုက်ပါကြည့်ရှုပေးပါဦးချင်းမရတော့ဟုတ်ကဲ့ပါဒီချင်းလေးကတော့ဒါကျွန်တော်ဒီရေးကျွန်တော်ဒီမောင်မောင်ရေးဆက်ပြီးတော့ဒီဆိုကျွန်တော်ဥက္ကမောင်တူဒီဆိုထားတဲ့ကျွန်တော်မျိုးရောင်ဆိုတဲ့ချင်းလေးပေါ့နော်ဒါကိုကျွန်တော်မြန်မာဆိုင်မောင်နေပြီးတော့ကျွန်တော်ပြန်လည်ဒီဆိုထားတာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကိုကျွန်တော်နေတာကိုရှင်းလုပ်ပြလိုက်တာဖြစ်ပါတယ်အဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့ချက်ချင်းရိုင်းကိုကျွန်တော်နေထူးပင်ရှိလို့ဒီမှာတို့ပြောရင်းနဲ့ဒီဗီဒီယိုလေးရောတော့ပါပဲ